င်္ဂလာပါကိုတို့ရေကျမရဲ့ပုဂ္ဂိုလ်တော်များကိုတင်ဆက်ပေးနေတဲ့စုမြတ်တို့ကျမရဲ့ channel ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ကျမရဲ့ရာလှည့်ကျင့်ခန်းလေးတွေဆင်နွှဲတဲ့အခါကျမတို့မိန်းကလေးတွေအတွက်ခေါလီပါတဲ့ခံစားမှုနဲ့မပါတဲ့ခံစားမှုတို့ဘယ်လိုကွာဟလဲဆိုတာကျမရဲ့ရာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်ကိုတို့အနေနဲ့အဆုံးအထိလိုက်ပါကြည့်ရှုနားဆင်ပြီးခံစားပေးကြပါဦးလားရှင်မိန်းကလေးဘက်ကခံစားချက်ကိုဦးစားပေးဖော်ပြရမယ်ဆိုရင်တော့ကော်လီနဲ့အတူကျမရေးလေးချင်းခန်းတွေတခါမှမဆင်နွှဲဘူးတဲ့မိန်းကလေးတွေကတော့အများအားဖြင့်ပုံမှန်မိန်းကလေးများအတိုင်းတမချိတ်ကျမရေးလေးချင်းခန်းများကိုအပါတရပေးဆွဲနိုင်သူများဖြစ်ပါတယ်ရှင်ဒီချိန်မှာကိုတို့ရဲ့ကျမရေးလေးချင်းခန်းကြီးမစတင်ခင်တွေးပူလေးချင်းခန်းအနေနဲ့လှုပ်ဆောင်ချက်တွေထူးခြားဆန်းပြတဲ့ကျမရေးလေးချင်းခန်းအကွက်တင်များအသုံးချနိုင်ခြင်းဟာလည်းကိုတို့ချင်းကြီးလေးရဲ့ဒုတဲ့အမြင့်ရှိတို့အတွက်ကျမရေးကောင်းမွန်အားသန်စေပြီးတမချိတ်လေးချင်းခန်းတွေကိုအပါတရမမောမပန်းလေးကျင့်တယ်လို့ရစေနိုင်မှာပဲဖြစ်တဲ့အပြင်ကျမတို့မိန်းကလေးတွေအတွက်လည်းစိတ်ကျဉ်တဲ့မှုရစေပါတယ်ရှင်။ခေါလီကြီးနဲ့ကြုံမှုဆုံမှုသွားတဲ့မိန်းကလေးများကတော့ကိုတို့အနာကမခွာနိုင်အောင်အတင်းအတွက်ကပ်နေမှာပါ။ခေါလီပါတဲ့ကိုတို့နဲ့ပထမဆုံးတမချိတ်လေးချင်းခန်းကြီးမဆင်နွှဲခင်ကတော့ကြောက်ရွံ့မြေအစပိုင်းမှာတော့အနေငယ်နာကျင်နိုင်ပါတယ်နော်။ဒါပေမဲ့အသွေးအထုတ်အခြေရများလာရင်တော့ဒီလေးကျင့်ခန်းကြီးရဲ့အရန်ကိုထူခြားဆန်းပြတဲ့အရာသာကြီးကိုသိရှိသွားမှာပဲဖြစ်ပါတယ်ကိုတို့ရေဝင်လိုက်ထွက်လိုက်နဲ့အပတရရှိလာတဲ့တမကျိတ်တဲ့အချစ်ခီးမှာအဖို့ထိတ်ကြီးတွေကအဝင်ခီးမှာညီအထွက်ခီးမှာညီနဲ့ကျမရေးလေးကျင့်ခန်းတွေဟာလည်းတတုတ်တုံနဲ့ခုလုဖြစ်စေတာကြောင့်အချစ်ခီးရဲ့အထွတ်ထိပ်ကိုမြန်မြန်အရောက်သွားနိုင်ပါတယ်ရှင်ခေါလီကြီးနဲ့အဖုထစ်များတဲ့တမကျိတ်လေးကျင့်ခန်းကိုဆင်နွှဲတဲ့အချိန်ကြီးများလာရင်တော့အဖုထစ်မပါရင်ကိုခံစားရတာအရသာမရှိဘဲဖြစ်နေစေလို့အဖုထစ်အရသာခံစားတဲ့မိန်းကလေးတွေအတွက်ခက်ချမ်းချမ်းသာတမကျိတ်လို့ပေးလိုက်ပါတော့ရှင်ကိုယ့်ရဲ့မိန်းကလေးကအရှိလူနဲ့ခေါလီဆော့ဖုထားရင်ဂယုသာစိုက်ပေးပါတော့နော်ဒါကြောင့်ကိုတို့ရေကိုယ့်ရဲ့မိန်းကလေးကဆွဲမဲ့စေဖို့အခုပဲခေါလီလေးကျင့်ခန်းကိုဆင်နွှဲကြည့်ကြပါနော်ဒီနေ့စုမြတ်ပြောပေးခဲ့တာကတော့ကိုတို့အတွက်ပျော်စရာဒုက္ခအပြည့်ရမယ်ကျမရဲ့ဘ ഹു တုတလေးတစ်ခုပဲဖြစ်ပါတယ်ရှင်နောက်ရက်တွေမှာလည်းအခုလိုပဲတမကျိတ်တဲ့လေ့ကျင့်ခန်းနဲ့ဆိုင်တဲ့ကျမရဲ့ဘ ഹു တုတများကိုမျှဝေသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးအားပေးသွားကြပါဦးလားရှင်အဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်